အားလုံးပဲမင်္ဂလာပါ။အော်ရာမီနီစကလုံးဖြစ်တဲ့မလေးစကားပြောပညာဒါနအခန်း23မှာပြလိုက်ကြိုဆိုလိုက်ပါတယ်ရှင်။အားလုံးအတူတကွလေ့လာသွားကြရအောင်ရှင်။အခုခွာတဲ့ဥပမာကျက်တူနီချီဖြစ်ကျက်တူချီဖြစ်အခုခွာတာအခုနွားတာကိုမလေးလို့ကို pass တင်ပန်းတယ်ဥပမာအလုပ်တွေအများများတဲ့အချိန်ကိုကအလုပ်လုပ်ပြီးတော့အရန်ပြေပါတာတို့ဒါမှမဟုတ်အလုပ်တွေအရန်လုပ်ပြီးတော့အားနေတော့တာတို့ကိုမလေးလို့လက်တဲ့အားနေတယ်ဥပမာကိုကနေမကောင်းဖြစ်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးအားအချစ်နေတာတို့ဒါမှမဟုတ်အားမရှိဖြစ်နေတာတို့ကိုမလဲလို့လမလောက်ရတာလောက်ခါတာဥပမာမြေကြီးလောက်တာတို့ငလေလောက်တာတို့အိမ်လောက်တာတို့ဒါမှမဟုတ်ကိုကနေပြီးတော့လောက်ခါတာတို့ကိုမလဲလို့ကိုယန်ဘီပေါက်တယ်ဥပမာကားပိန်ဘီပေါက်တာတို့ဒါမှမဟုတ်စပင်းဘီပေါက်တာတို့အဲ့ဒါကိုမလဲလို့ပန်ချစ်ခူးတယ်ဥပမာအသီးခူးတာတို့အရွက်ခူးတာတို့ဒါမှမဟုတ်အပေဘော့ကတခုခုခူးယူတာတို့ကိုမလဲလို့Pertik ကျိုးတယ်ဥပမာအယိုးကျိုးတာတို့တစ်ချောင်းဝါချောင်းကျိုးတာတို့ဒါမှမဟုတ်တခုခုကျိုးသွားတာတို့ကိုမလဲလို့ပါတာမင်္ဂလာရှိသောဘေးကေးပါစေဥပမာတယောက်နဲ့တယောက်တွေ့ရင်မင်္ဂလာပါလို့နှုတ်ဆက်တာတို့ဒါမှမဟုတ်အပြည့်သွားတဲ့အခါဘေးကေးပါစေလို့ဆုပေးတာတို့ကိုမလဲလို့ဆလာမဝေါ်ရမင်းဒီစကလုံးလေးတွေလေ့လာရတာအဆင်ပြေတယ်ဆိုရင်အောက်အကောင်မလေးမှာအဆင်ပြေတယ်လို့ရေးပေးကြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်